ဒီနေ့မှာတော့ကျွန်တော်ပတ်ထူတုံးက Epic Center တွေကိုဝင်ပြီးသွားတဲ့နောက်ကျွန်တော်တက်ထားတဲ့ပညာနဲ့ဘန်ကောက်မြို့ထဲမှာဘယ်တွေသွားပြီးတော့ဘာတွေလေ့လာလို့ရမလဲဆိုတော့လိုက်ခဲ့ကြပါဦးโอเค来上门哦Mickey Mouse ရှိရယ် Toy Story Try story. Let's go. Oh, I don't need trust. Hello. How about 兴奋啊ဒါတော့ Central Wall ရဲ့မြေပုံကဒီမြေပုံကြီးမှာဆိုလို့ရှိရင်ဘာရှိမလဲဆိုတော့ကဒီမှာဝင်ပေါက်တွေအများကြီးရှိတယ် Okay包里面是特别地方需要啦地方还是现对家嘞不来嘛迷宫的是吗这个嘛 Sport Fashion High Street Fashion Lifestyle Restaurant I don't like TK Pad Hall SF Wall Cinema I don't like Kid Family High Street Fashion Entertainment I don't like Wall Cinema Food I don't like High Street Fashion Bridges Line I don't like Family Restaurant Education it's okay Parking Oh shit! Electronic and technology banking book. Let's go. 4. ကျွန်တော်ရောက်နေတာဒီထက်မှာဒီမှာဘောနော်ဒီမှာဘာဆိုင်နေရှိမလဲဆိုလို့ရှိရင်ဒီဆိုင်နေရှိတယ် Let's go ကင်မရာလေးတွေ့ရပါတယ်မိုက်တယ်drone တွေရှိမယ်GoPro တွေရှိမယ် DJI ရှိမယ်လေးလွှာရှိရလေးလွှာမှာဒီဆိုင် fine နဲ့ပေါ်တတ်တယ်တော့ကျွန်တော်မတက်ကြည့်တော့ဘူးဒီလေးထမ်းရောက်မှာပဲကျွန်တော်အချိန်ကုန်တော့ဘူးပေါ့နော် Bro look at this PS5 PlayStation ရှိရယ် Okay ဒီမှာ16 into 16 pixel တွေ့ခဲ့တယ်ဒါဆိုလို့ရှိရင်နှစ်လေးနှစ်ရ16ဆိုတော့ဒါဘယ်လောက်လဲမသိဘူးအပေါ်မှာပစ်စေတယ်
အဲ့ဒီပစ္စည်းပေါင်းတယ်โอเค look at this ဒီပေါ်မှာ type C နဲ့ပေါ့နော်ဒါပါiPhone 16 Pro Max okay ဒါဆိုလို့ရှိရင်ဒီတစ်စင်စာလုံးဆိုလို့ရှိရင်9180ကျမယ်အဲ့ဒါမှကျွန်တော်တို့ကဒီ5ဆိုလို့5ကိုလည်းကျွန်တော်ကအပြင်မှာဝယ်လို့ရတယ် PS5 မပါဘူးဒီမှာသူအချမ်းပြင်းစီရှိတယ်ဒီ1ဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီ1က12900ကျမယ်2ကကျတော့ဒီ CR တိုင်းပေါ့နော် CR တိုင်းဆိုလို့ရှိရင်1499အဲ့လိုမျိုးဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်အပြင်မှာဝယ်လိုက်လို့ရတယ်1900တော့မဝယ်ဘဲနဲ့အပြင်ကဝယ်လိုက်လို့ရတယ်ဒါပါပဲဒါပေမဲ့ဒီ game ကိုဆော့ဖို့ကျွန်တော်တို့က PS5 လို့ပေါ့နော် PS5 ကတော့ကိုယ့်အကိုအပြင်မှာဝယ်ရမယ်တော့ကျွန်တော်လေးလာကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်က1499 14,990 Look at this ရှင်းပြမယ်နော်ဒီဟာဆိုလို့ရှိရင်ပင်လေဓမြလေးမောင်းမယ်အပေါ်ကမီလုံးလေးလင်းမယ်1580ဒီဘက်ပြင်မှာလည်းမီလေးပါမယ်တကယ်တော့ဒါအပေါ်ကနေပြီးတော့မော်တာလေးနဲ့ပညာလေးရမ်းမယ်ကျွန်တော်ကမီးဖွင့်တဲ့ပညာရက်မယ်ဒါဆိုလို့ရှိရင်လည်းလဲနေရမယ်ကျွန်တော်ကတော့ဘာမှမရှိဘူးဒီမှာအတန်လေးနည်းနည်းပါမှာပေါ့နော်အဲ့တော့တေးကြတယ်အတန်လေးလည်းပါမယ်မီးတယ်လင်းနေဆိုတော့ဒါ programming နေပဲဒါပဲ programming နေပဲအပေါ်တက်အောက်ကြလေးပေါ့နော်ဒီပေါ်တက်အောက်ကြတော့သူလှဲ့နေနေသူဖွီးနေနေသူထိန်ချုပ်ထားတာပေါ့နော်တကယ်အတက်ကတော့မော်တာတစ်လုံးပဲပါမယ်ကျန်တာကတော့အပေါ်တက်အောက်ကြတွေကသူကသူ engineering ပညာရပ်ပါမယ်ဒါဆိုလို့ရှိရင်လည်းမှုတ်ထုတ်ပေးနေရမယ်ကျန်တာဘာမှမရှိဘူးဟောအပေါ်မှာလဲဦးမယ်အပေါ်မှာလဲပေးဦးမယ်ဒါဆိုလည်းမော်တာလေးပါမယ်โอเคဒါဆိုလို့ရှိရင်လည်းအထက်မှာသူမော်တာလေးနဲ့သူသွားတာပဲကျွန်တော်တော့ function တွေကတော့တိတ်ထွေထူးမရှိဘူးဒါပေမဲ့ဒီ function တွေက1000ကျော်2000ကျော်တွေပေးရတယ်ကဲဒီလိုတော့ရကျွန်တော်ခု electronic store တခုကိုကျွန်တော်သွားမယ်အဲ့မှာဘာတွေရှိလဲတော့ကြည့်မယ် let's go ဒီကနေကျွန်တော်လမ်းလျှောက်လို့ရှိရင်တနားရီခွဲတော့ရှောက်ရမယ်ပြောတယ်။ပိုကဲမမှာတော့အဲ့တော့ကျွန်တော်တနားရီခွဲတော့လမ်းလျှောက်မယ်။သွားနေတယ်ဝိနဲ့နေရလမ်းကူးမလို့ခုံးကြော်တရားကိုတက်လိုက်တာလှတယ်ဗျာ BK Center ပါအထဲမှာဘာတွေရှိလဲတော့မသိဘူးဗီဒီယိုမေးလိုက်တယ်ကိုတို့ ID နဲ့ပတ်သက်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ဘယ်နှရှောက်လဲရမလဲလို့ MBK ထဲသွားကြည့်ရ MBK ထဲမှာတဲ့သူပြောလိုက်တာတော့အဲ့လိုကင်မရာတွေတခြားစက်ပစ္စည်းတွေအများကြီးရှိတယ်နောက်မှတက်ကြည့်ရမယ် See you တော့သွားမှာဒီတစ်ကိုသွားမှာဒါပေမဲ့အရေးရအောင်ဒီဘုံတက်သွားတာအတိုင်းနဲ့ပိတ်ထားတယ်ပေါ့နော်ဘာလဲအာယုံနောက်လို့ဆက်စုနေတော့ဘူးဒီကားကနေပြန်ဆင်းလာတယ်အရင်တော့အသည့်တွေဒီကနေလေးလာပြီးတော့ဗာစီရင်ပုံပြန်လဲပေါ့တကယ်တော့အမြန်ဆုံးကတော့ဒီအပေါ်က
မိုးပြန်ရထားကြီးကညံ့တယ်ဗျဒါပေမဲ့နောက်မှအဲ့ဒီအတွေ့အကြုံတွေယူတော့မယ်လောဆယ်တော့လမ်းလျှောက်ကြည့်မယ်ဘေးဘေးညာညာဘာတွေရှိလဲပြီးချင်တယ်ဒါမှလည်းကျွန်တော်တွေ့တာတခုလိုပြရမယ်ဆိုလို့ရှိရင်ဒီလိုဘတ်ကားတွေရှိတယ်ဒါမှမဟုတ်အဲ့လိုဘတ်ကားတွေကိုဘယ်လိုစီးရလဲဆိုတာဒီလမ်းတွေရှိတယ်အဲ့ဒါတွေကိုဘလော့ဂါတော်တော်များများလဲ tutorial တွေလုပ်ပြထားတာရှိတယ်လောဆယ်ကျွန်တော်မစီးသေးပါဘူးဘာရောမဟုတ်ဗျာကျွန်တော်ငယ်တော့ skate ကြီးစီးရတာဝါသနာပါတော့ကျွန်တော်မရောက်နေလေဒီမှာလာကြည့်တော့ဗျာမောလာဆိုတော့နည်းနည်းတော့မောလာပေါ့ဗျာဆက်သွားလိုက်ပါဦးမယ်ရှင်းပြမယ်နော်ဟိုအပါလေဆိုတော့အဲ့ဒါကိုရင်နဲ့ရံလို့ခေါ်တယ်ကျွန်တော်သိတဲ့လောက်ရှင်းပြတာနော်သူကဆိုလိုချင်တာကဖြူထဲမှာအမဲဆက်လေးရှိတယ်အမဲဆက်ထဲမှာလည်းအဖြူလေးရှိတယ်အကောင်ထဲမှာအစိုးတွေလည်းရှိတယ်လို့အစိုးတွေထဲမှာလည်းအကောင်တွေရှိတယ်လို့ကျွန်တော်နားလည်ထားတယ်ပေါ့နော်ဟုတ်မဟုတ် comment မှာတစ်ချက်ပြန်ပြောပြခဲ့ပြီပါWow. Look at this. Wow. $850. Look at this. Chúng nó pizza này chúng nó âm nhạc này nè record sai quá tất khu quay lại ba đấy let's go quên gì à tan đi về mình xíu thì đã em mà la tháo bộ quay lại á thì bớt bài này chúng nó làm sao lại thế mà bài truy à đấy rồiကားပစ္စည်းဆိုင်တွေအဲ့လိုစက်ပစ္စည်း technical ပဲပစ္စည်းဆိုင်တွေအများကြီးတွေ့ရတယ်ဗျာဒီလိုအမှုပညာတွေအရန်ကြိုက်တယ်ဗျာ Let's go အကြည့်မယ်ရှေ့ကိုဆက်ပြီးတော့ရောက်ခါနေပြီ2 နာရီအောင်ကြော်နေပြီဗျာဒါပေမဲ့တန်တယ်ဆက်သွားမယ်ဒီဘက်မှာ tourist တွေအလာနေတယ်ဟုတ်တယ်ဆိုတော့ခုနပြောလို့ technique ကရက်ကွက်မြို့ပဲအဲ့လိုပေါ့နော်အဲ့လိုဖြစ်နေအောင်ဆိုတော့လာတော့လာချပါပါတယ်ရှေ့ဆိုရောက်ပြီ let's go ဒီမှာပေါ်တုံတွေရှိရယ် switch တွေရှိရယ်ပေါ်တုံ side အစုံ switch side အစုံရှိရယ်ဒီမှာ potential meter လေးရှိရယ် okay ဒီမှာကွာတွေရှိတယ်ပေါ့နော်ညာအိပဲမတီမီတာတွေရှိမယ်ဒီပုံမှာဆိုလို့ရှိရင်
capacitor တွေပေါ့နော် capacitor တွေရှိတယ်အများကြီးပဲဗျာဒီမှာသူတို့ဒီမှာဆိုလို့ရှိရင် area sensor တွေဒါအလင်းမှောင် sensor တွေဒီမှာကြီး7 segment ကို size ဆုံးရှိတယ်7 segment ကို size ဆုံးရှိတယ်ဒီမှာဒီလိုမှန်ဘလူးလေးရှိမယ်ဒါတွေကတော့ tools တွေပေါ့နော် tools တွေရှိမယ်ဒီမှာဘာတွေရှိမလဲဆိုလို့ရှိရင် module တွေပေါ့နော်ဘုတ်တွေရှိမယ် okay you see ဒီဘုတ်တွေကျွန်တော်မသုံးဘူးဒါကတော့ Arduino ဘုတ်နဲ့နည်းနည်းတူတယ် okayဒီဘက်မှာနောက်ဆုံးပေါ်တော့မဟုတ်နောက်ဆုံးပေါ်က Arduino Uno Q ရာဒါက R3 ရှိမယ် Mega ရှိမယ်IoT အတွက် Nano 3ရှိမယ်ဟိုမှာ touch screen ကို transparent ဖြစ်တဲ့ဟာရှိတယ်ဒါအပြင်ဒီကောင်ဆိုလို့ရှိရင်တော်တော်မိုက်တယ်ပြီးရင် e-in display ကျွန်တော်ရှာနေရ e-in display ways I don't see e-in display ရှိအောင်အောက်မှာဘုတ်တွေရှိတယ်ဟိုဝါယာလေးတွေရှိတယ်ဝါယာအမာလေးတွေဒီမှာ humanity sensor တွေမျိုးရှိမယ်။ဘောင်းအောင်မှာ internet micro SD ရှိတယ်။ Arduino ပဲတော့အပေါင်းနေဆိုပဲ။ Arduino နဲ့ပတ်သက်တာဟုတ်တော်တော်စုံသူတို့ထားတာပြီးရညာ။ဒီမှာကျွန်တော်ကင်မရာ module လေးတွေတွေ့တယ်။ကင်မရာ module လေးရှိတယ်။ သူလိုက်တာလည်းမသိဟုတ်တယ်။အကောင်လေးခင်ဗျားတို့ကဘယ်လိုခေါ်လဲမသိဘူးကျွန်တော်ကတော့အလွယ်ခေါ်လိုက်တာအကောင်လေးရှိတယ်ဟိုမှာဟီကန်လေးလည်းရှိတယ်ဟို Raspberry Pi နဲ့သူ display ကို on မ on ရတာဒီမှာလေသူစရလောက်ထားတာရှိတယ်ဒီမှာ PCB ဘောက်လေးသူကသူ design ဆွဲပြီးတော့မိုက်တယ်ဗျာအထဲမှာတော်ဆောင်တယ်ဒီ electronic source ဆိုတဲ့ site Raspberry Pi ကတော့သူတို့ testing လုပ်ထားတဲ့တပုတ်ပဲတွေ့ရဒီ Arduino တွေဆိုလို့ရှိရင်တော်တော်ဆုံးတယ် Arduino ဒီဘုတ်အများကြီးဆုံးတယ်ဒါအပြင် component တွေကိုလည်းအဲ့လိုအသေးစိတ်အနူးစိတ် button မှာဘယ်လို button လိုချင်တာလဲ position မှာဘယ်လို position လိုချင်တာလဲ sensor တွေမှာဘယ်လို sensor လိုချင်တာလဲဆိုတာတွေအများကြီးရှိတယ်ဒါအပြင်သူလမ်းဘေးမှာလည်း circuit တွေသူတို့ပြန် find ပေးနေရရှိရောအိုးဒီလမ်းထဲမှာဆိုတပုံကြီးမဲ့ပကြည့်အောင်ဟို AC/DC မော်တာဆိုင်နဲ့ဝင်ကြည့်မယ်နော်โอเคမော်တာတွေအစုံရှိတယ်ဒီမှာမော်တာတွေဒီမှာဝီးဘိန်းတွေအစုံရှိတယ်3D print ထုတ်လို့ရတဲ့နီးကိုစုံတယ်ပေါ့နော်ဒီဘက်မှာလည်း fan တွေပန်ကားတွေအစုံရှိတယ် skate ဘိန်းတွေအားစားရှိတယ် skate ဘိန်းရင်တော့မဟုတ်ဘူးကိုယ့်ကိုတွန်းလှဲလှုပ်ချင်လို့တကားလှုပ်ချင်လို့ပေါ့နော်ဟုတ်တယ်ဝင်ကြည့်မယ် hello မော်တာတွေရှိမယ်ဟိုးကြီးတွေဆိုလည်းအစုံရှိတယ်ဒီဂီယာလေးပေါ့နော်အစုံရှိတယ်ဒီမှာလည်းရေစုပ်ဆက်လေးတွေ water pump လေးတွေရှိတယ် okay ဒီမှာ SSR relay တို့ဘာတို့ relay အစုံရှိမယ်နော်ထဲထဲမှာဆိုဒီ
DC motor driver အော်ဒီမှာ servo motor တို့ဟိုဟာတို့ရှိတယ်16 into 2 servo motor တွေရှိမယ်ဒီမှာဒါကအဲ့လိုမျိုး sensor တွေပေါ့နော်အောက်ကဒီမှာ driver တွေအဆုံးရှိအိုးဒီမှာ ESP32 တွေတပုံကြီးပဲ ESP32 တွေ Arduino တွေ Mega board တွေအဆုံးရှိတယ်မ release ဆို Shika release အဆုံးရှိတယ် Okay စီးရတော့ဒီလောက်ပေါ့နော်မ ESP32 ရှိတယ် solar panel တွေအများကြီးတွေ့ရတယ်ဗျာဒီအနောက်ကဒီ motor ACDC ဆိုတော့အပေါ်ကဘာဆိုင်လဲမသိဘူးအဲ့ဒီဝင်သွားတာဆိုလို့ရှိရင်တော်တော်စုံတယ်မိုက်တယ် Turn left. ကျွန်တော်ခုနပြောလို့ပဲဒီဘက်မှာအဲ့လိုလျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ရက်ကွက်လိုမျိုးဖြစ်နေတာကွာဟိုဘက်ဒီမှာကျတော့အစားအသောက်တွေပေါ်မယ်ဒီ shopping center တွေပေါ်မယ်အဲ့လိုတွေပေါ့နော်ကြည့်ပါဦးဗျာ potential meter တွေဟိုမှာ IC ဖတ်တဲ့ဟာတွေပေါ်တွန်တွေအထောက်လိုက်ပဲ นี่ไงเจอแล้วใช่เจอบินแล้ว ပေါ်တွန်တွေအများကြီးပဲအောက်မှာဆိုလဲကျိုးတတေးကျွန်တော်ဒီဟိုဟာ project book မှာစမ်းဖို့ဒီမှာဆိုလို့ရှိရင် battery တွေရှိမယ်နော်အများကြီးပဲဒီမှာဆိုလို့ရှိရင်ခေါင်းလေးတွေရှိတယ်ဒီမှာ matrix RGB matrix neon တွေရှိတယ် RGB matrix neon တွေရှိတယ်ဒီမှာလေးတွေပေါ့နော်ဒါလေးကတော့ဆင်ထားပြီးသားလေးတွေဒီမှာဆိုလို့ရှိရင် motion sensor လေးတွေရှိတယ်ဝါးဒီမှာ LED တွေ both side Turn right. အစုံရှိတယ်ဒီမှာ switch တွေရှိတယ်ဒီမှာ matrix တွေရှိတယ် Your destination is on the left. ဒီမှာ RGB matrix pixel တွေရှိတယ်ဒါဆို home decoration ပုံလို့ရတယ်ဒီမှာကျွန်တော်ဝယ်ခဲ့တဲ့ဟာတွေဒီမှာ RGB မီအစုံတေးလေးနော်ဟိုမှာလေဆာမီလည်းရှိတယ်ဒီမှာ potential meter တွေရှိတယ်ဟိုမှာ DJ သမားတွေ slider DJ ဆက်မှာတုံးတဲ့ slider တွေရှိတယ်အောက်မှာ capacitor တွေတပုံရှိတယ်ခေတ်ဒါကြောင့် AUX jet တွေရှိတယ် switch တွေရှိမယ်ပင်လေးတွေရှိမယ်ခုနတာပင်တေးလေးတွေ female တို့ male တို့အစုံရှိမယ်ဟိုမှာ90 degree လေးရှိတယ်ဒီမှာ relay ရှိမယ်ဒီမှာမီးအစုံရှိမယ်နော်ဒီလိုမျိုးပေါ်မှာဆင်ဖို့ပေါ့ခေတ်ထဲသွားကြည့်မယ်ထဲမှာဘာတွေရှိလဲဒီမှာ fan တွေရှိတယ် Look at this ဒီမှာဒီလို sign board RGB လေးရှိမယ်တေးလေးလည်းရှိမယ်တေးလေးရစားအကြီးဒီမှာ face mask လေးရှိတယ် face mask you see ဟို face mask တွေရှိမယ်ဒီလိုမျိုးကြီးနေရတယ်ဟိုဆိုကို programming နဲ့ပြန်လုပ်လို့ရတယ်RGB မီးတွေအစုံရှိမယ်ဒါဆို Christmas tree တွေမှာဆင်ကြတဲ့မီးတွေပေါ့မှာကားမီးတို့အလုံးကြီးတွေရှိမယ်မှန်ဘူးတို့အလုံးကြီးရှိမယ်ဒါဆိုလို့ရှိရင် projector မီးတွေလို့ပြောလို့ရမယ် projector မီးတွေ oh relay တွေ sensor တွေ
စန်စာတွေကဒီမှာ12 into 6လား in gas စန်စာတွေရှိမယ် joint stick တွေဟိုနောက်ဒီမှာလည်းအစုံရှိတယ်ဒီအစီပစ္စည်းတွေအစုံပဲအော်ကျွန်တော်သွားခြင်းနဲ့ဆိုင်ရာဒီမှာကွက်တီပဲကျွန်တော်လာခြင်းနဲ့ဆိုင်ပဲဖြစ်ပါတယ်ဒီမှာ project board တွေရှိမယ် project board တွေစာဖို့မိုတာတွေအစုံပဲစာဖို့တွေအစုံပဲให้น้องซีเอ ဒီဘက်မှာဆိုလို့ရှိရင် Arduino ESP32 microbit အဲ့ဒါတွေလောက်ထားတဲ့ project တွေအများကြီးပဲပေါ့နော် project တွေရောင်းတာတော့မဟုတ်ကျွန်တော်ထင်တာတော့ဒီတိုင်း show ပြတာဖြစ်နေအထဲမှာပစ္စည်းအစုံပဲဒီဘက်မှာဆိုလို့ရှိရင်လည်းမီးတွေအစုံရှိတယ်မီးတွေ decoration လုပ်တဲ့မီးတွေအဲ့တော့ဒီဘက်ဆိုင်ကမီးတွေဝယ်ဒီဘက်ဆိုင်က Arduino တွေဝယ်အဲ့ဒါဆိုလို့ရှိရင် decoration တွေအများကြီးလုပ်လို့ရပြီဒီမှာမီးအများကြီးပဲဒီမှာဆိုလည်းစင်ထားတဲ့ဟာတွေရှိတာအစုံပဲလုံးဝ component တွေတည်လေးရာဒါ component အကြီးကြီးအစုံရှိတယ်အရှိထိထားကြည့်မယ်ကျွန်တော်ထင်တာဒီ time မှာအဲ့လောက်မပေါ်ဘူးဒါတွေကတရုတ်ကလာတယ်ပဲထင်ခဲ့တာ time မှာလည်းတော်တော်ပေါ်တာတွေ့ရတယ်လုံးဝစိုင်းတော်တော်များများမှာ component တွေအများကြီးရှိတယ်စန်ဆာတွေလည်းအများကြီးရှိတယ်တက်စီလာပြီကဲဒီဘိုင်းမှာတော့ကျွန်တော်ဒီလျှက်စစ်ပစ္စည်းတွေကိုကျွန်တော်အဓိကထားပြီးတော့တင်ဆက်ပေးသွားတာဖြစ်တဲ့အတွက်နားမလည်တဲ့လူရှိလို့ရှိရင်လည်းကျွန်တော်ခွင့်လို့ပေးကြပါလို့မေတ္တာရက်ခံရပါတယ်ကျေးဇူးများတင်ပါတယ် see you